ငယ်ချင်းပဲဖြစ်ပါတယ်သူမရဲ့နာမည်ကတော့ခန်းသမင်ကြက်မဒီတယောက်လည်းကျမတငယ်ချင်းပဲဖြစ်ပါတယ်သူနာမည်ကတော့ Wi-Fi မှာဒီနေ့မှာတော့ Fanny ရဲ့ 9-year anniversary skin နဲ့စော်ပြအောင်မှာဖြစ်ပါတယ် track ကတုံးလိုက်တာပဲဖြစ်ပါတယ်ရှင်လာရှင်တို့တွေကိုပြောမယ်နော် skin ကပေါ့ပေါ့တတီတော့မဟုတ်နော် free skin ဆိုပေမဲ့တော်တော်ကြီးကိုလာတာတော့ 9-year anniversary တဲ့ Brody နာမည်ကြီးကိုလည်းဖတ်ကြည့်ပါအောင်ပရိသတ်ကြီးရေ40ကဂွေးပြန်အခုတော့ဘိန်းနဲ့ဂူရှင်တွေအရန်ကင်ကြတာပဲဘိန်းကတော့တက်တော့ကြည့်တာများလို့ကင်တာဆိုပေမဲ့ဂူရှင်ကဘာကြောင့်ကင်တာလဲငါသိပြီထင်တယ်နင်တို့နှစ်ယောက်မှာစပယ်မရှိတော့ငါဝင်ပြီလေ Grandpa ဖရက်တောင်ရင်တက်မယ်ပြောလို့ရှင်ဒီဘာဂူရှင်တို့တက်မယ်မလေးဓားလဲပါပြီလားဓားလဲဝိုင်းလွဲထားပါမယ်နော်တာတယ်ရှိနောက် emote ပြပြီးရောက်သွားတယ်ကျမသူဘာပြန်ပြမလဲကျမပြန်ပြကြဒီကောင်မကြီးဘာလုပ်နေလဲတဲ့ငါ့ကိုဘယ်ဒီမှာဘာဖြစ်နေကြလဲရှင်ကျမဘွားကျွဲလွဲနေတယ်လွဲနေအမောက်ကျိုးလွဲနေတယ်ကျွဲလွဲနေအောင်ဖြစ်တယ်မေးပြီးပါပရိသတ်ကြီး sorry ပါပရိသတ်ကြီးရဲ့အမအင်စလာမဘာကျမရောက်လိုက်ပြီတပည့်ကြီးရပါပြီလားမသိဘူးရရပြန်တယ် okay ကောင်းတယ်ဘာရမလို့ဟိုဘက်ဘယ်ရ Fanny is not like again okay နင်တို့အကုန်လုံးမြူပါပြီရှင်တိုင်းသမားမျိုးဟာအခုချိန်မှာအကွက်တွေပြပြီးတော့ Grandpa ကို ultimate ကြီးနဲ့ကောက်စားလိုက်ပါတယ်ရှင်ကျမရဲ့ ultimate ဆိုတာအမခံ Fanny ရဲ့ဒီ skin လေးကတော်တော်လှတာပါတော့ကျမတော်တော်ကြိုက်နေပြီဟဲ့နိုင်ဝိုင်းလား Victory MMBB 9-year anniversary event မှာ Fanny skin ကို free ပေးနေရဆိုတာပရိသတ်ကြီးတို့သိပြီးကြပြီလား Fanny skin ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ anniversary energy တွေကိုစုဆောင်းရမှာဖြစ်ပြီးတော့ကိုကြိုက်နေတဲ့ idol ကို energy point နေနဲ့တွားရောက်အားပေးရမှာဖြစ်ပါတယ် energy point တွေကိုဘယ်လိုရယူရမလဲဆိုလို့ရှိရင်တော့ daily test နဲ့ weekly test တွေလုပ်ရမယ် weekly test မှာဆိုလို့ရှိရင်တော့ login တွေဝင်ရမယ်သူပြထားတဲ့သတ်မှတ်လိုက် game ပွဲတွေကစားရမယ် party show ပွဲတွေကြည့်ပေးရမယ်ဒီလိုတွေလုပ်ချင်းရနေပြီးတော့ anniversary point တွေကိုရရှိမယ်ကိုတငယ်ချင်းတွေလုပ်ထားတဲ့ anniversary energy တွေကိုတွားရောက်ပြီးတော့ဂုဏ်စင်းလို့လည်းရပါသေးတယ် anniversary point တွေနဲ့ကိုအားပေးတဲ့ idol အသုံးပြုတဲ့အခါမှာသူပြထားတဲ့အချိန်တွေအတွက်ကိုစောင့်ရမှာဖြစ်ပြီးတော့ကိုကစောင့်တိုင်းပြီးရတဲ့ခါကျမှသူသတ်မှတ်ထားတဲ့ anniversary energy ကိုရရှိမှာဖြစ်ပြီးတော့မွန်တွန်းပေးတဲ့ letter ဆောင်လည်းရရှိမှာဖြစ်ပါတယ်ဒါအပြင် mini game လေးလည်းစော့ရသေးရဲ့နော် anniversary energy နဲ့လဲလို့ရတဲ့အရာလေးတွေကတော့ 9-year anniversary banner အစမ်း3က3ရက် anniversary energy ရှိရမှာဆိုလို့ရှိရင် killing notification အစမ်း3က3ရက် anniversary energy 3400ဆိုလို့ရှိရင် spawn effect anniversary energy 8500မှာဆိုလို့ရှိရင်ဒီ 9-year anniversary killing notification effect ကိုအပိုင်ရရှိမယ်ပြောလို့ရှိရင်ဒီ1800လောက်သုံးမယ်ဆိုလို့ရှိရင်တော့ဒီ Fanny ရဲ့ဒီ 9-year anniversary skin ကိုပရိသတ်ကြီးတို့ရရှိမှာဖြစ်ပါတယ်ပရိသတ်ကြီးတို့အတွက်ဒီ Fanny skin အပြင်မှာဒီ 9-year anniversary random epic chat ဆိုတဲ့ဒီ skin ပုံကြီးကိုလည်းထည့်ပေးထားသေးတယ်ပြီးတော့ကိုကြိုက်နေတဲ့ combination ကိုလည်း decoration လုပ်လို့ရသေးတယ်နေရာတစ်ခုတတိပေးချင်တာဒီ point shot ထဲမှာယူမယ်ဆိုလို့ရှိရင်တော့ဒီ spawn effect လေးပဲယူစေချင်တယ်ကျန်တဲ့ဟာတွေကတော့မယူနဲ့ပေါ့နော်ပရိသတ်ကြီးတို့လည်းနေရာတို့နဲ့အတူတူဒီ 9-year anniversary event မှာပါဝင်ဆင်နွှဲလိုက်ကြတော့နော်